မန္တလေးမြို့မှာ10 နာရီ 25အချိန်မှာအုံခရလာတယ်အတိုင်ကြီးကငလင်လောက်တာပါ 9.0 ပါ29ရက်4လ2025လူတွေအကုန်လုံးလမ်းပေါ်ရောက်နေကြပါတယ်လမ်းတွေပေါ်ရောက်နေကြပါတယ်လူတွေအကုန်လုံးလမ်းတွေပေါ်မှာရောက်နေကြပါတယ်လူတွေအကုန်လုံးလမ်းငလင်းရုံမှာငလင်းလို့တော့ပါကျွန်တော်တို့အတန်ကြီးတွေပါကြီးတော့ပြောလိုက်တယ်ကျန်းတယ်ဒီအတန်တွေရောအုံးတယ်တန်တွေရောက်ဒူးဆိုပြီးတော့အဲ့လိုဒါတော့ချင်းအောင်မလို့ချင်းအောင်ဇစ်ကဖွင့်လို့မရဆိုချင်းအောင်မလို့တီးလာတယ်ဘုံချင်းအောင်ဇစ်ဖွင့်တော့ဖွင့်မရဘူးဘုံချင်းအောင်ဇစ်ဖွင့်လို့မရမချင်းအောင်မပြောပြေးတာကြောက်တယ်နော်ကုန်လုံးလမ်းပေါ်ရောက်နေပါလားမန္တလေးမြို့ဥတီတာပါမန္တလေးမြို့ဥတီပါပါ9.0ပါ10နာရီ25ပါဘယ်မှာတော့66ပြလို့ရတယ်ဗျအေးထားကိုရိုးစင်ပြေရဲဟွာလေဘာလဲခုဒီဗီဒီယိုကြည့်နေတဲ့လူကိုစင်ပြေရတာလို့မေးလိုက်စင်ပြေပါဒီဗီဒီယိုကြည့်နေတဲ့လူကအစင်ပြေရဲ့လားဘယ်တော့ဘယ်တော့ပြင်းတာပေါ့အုံအရင်အတန်းလားအုံဟာဆိုတော့ origin မှာနှစ်ချက်